Shikray ကအဓိကအမျိုးသမီးတွေရဲ့လက်ရာတွေကိုပြချင်တဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့နော်အမျိုးသမီးဖန်တီးသူတွေကိုအားပေးချင်တယ်ပေါ့နော်Shikray member အယောက်100ကျော်ရှိပါတယ်။ Working community မှာ volunteer လုပ်ပေးတဲ့အမတွေက12ယောက်ရှိပါတယ်။ကိုယ့်ရဲ့ဝတ္တနာပါတာလေးတွေပစ္စည်းလေးတွေစုတယ်ချုပ်တယ်ချုပ်ပြီးရင်တင်းစရာနေရမရှိဘူး။အဲ့လိုမျိုးတွေခံစားခဲ့ဘူးတယ်လေ။ကိုပိုင်ဆိုင်မဖွင့်နိုင်တဲ့လူတွေကဒီမှာ product လေးလာတင်ထားပြီးတော့ရောင်းရတယ်ဆိုသူတို့အတွက်အချိတ်ဆက်တွေအများကြီးရတယ်ပေါ့နော်သင်တန်းလေးတွေလည်းအများနဲ့ workshop လေးလုပ်ပေးတယ်တီထွင်ကြံချတတ်လာအောင်လို့ရောပြီးတော့ဒီထုတ်ပုံတွေကအရေးသွေးမြင့်လာအောင် workshop တွေလည်းလုပ်ပေးတယ်ဆိုတော့အမျိုးသမီးတွေအတွက်အများကြီးအထောက်အကူဖြစ်ပါတယ်သူတို့ရဲ့ဖန်တီးမှုတွေအားလုံးကပို့ပြီးတော့မှရေရှည်တည်တံ့အောင်ရယ်ကိုမြန်မာ market တခုမဟုတ်ဘဲနဲ့အခြားနိုင်ငံခြား market တွေကိုချိတ်ဆက်ပေးနိုင်တဲ့အခွင့်အလမ်းမျိုးရအောင်လို့ဒီမှာလည်းအဓိကထားပြီးတော့လုပ်ပေးတာပါဒီရိုးရာနဲ့ပတ်သက်ပြီးတော့မှမတို့ဒေတာကထွက်တဲ့ craft လို့ပြောရမှာပေါ့နော်ဒီရိုးရာ story လေးတွေကိုလူတွေသိသွားအောင်ဝတ်ထည်ကနေပြီးတော့ကိုယ့်ရဲ့ရိုးရာအကြောင်းလေးတွေကိုစိတ်ဝင်စားလာအောင် print လုပ်ပြီးတော့မှဒါလေးတို့ပြန်ပြီးတော့ရောင်းပါတယ်ကျွဲကြိုပေါ့ကျွဲကြိုတူရီကတော့မတို့အခမ်းအနားတွေသုံးလုပ်တဲ့ခါမှာသုံးတယ်ဒါအပြင်မတို့ကအမဲလိုက်တဲ့ခါကျရမ်းမှုန်တွေထည့်တဲ့ခါကျွဲကြိုတွေကိုထည့်ကြတယ် story တွေကိုမတို့ကရုပ်ပုံလေးနဲ့ပြောလေးရှိဒီဟာလေးကတော့ဟိုပါပေါ့နော် eco print botanical print လို့ခေါ်တယ်ဒီသစ်ရွက်လေးတွေအပွင့်လေးတွေကိုသူကအဝတ်နဲ့လိပ်ပြီးတော့ပေါ့နော်ပြန်ပြီးတော့ပေါင်းရထုတ်လိုက်တဲ့ခါကျရင်ဒီပိတ်စအဖြူပေါ်မှာဒီအရွက်လေးတွေကအကုန်လုံးထင်သွားပါပေါ့နော်ကဒီ Shikray စတဲ့ကလေးอ่ะပေါ့ Shikray week ဆိုပြီးတော့ထောက်ပံ့ပေးနေရရှိရပေါ့နော်တပတ်တွင်းမှာဆေးရောင်းပွဲလေးရှိမယ်အခြား cultural exchange panel discussion နဲ့ပြပွဲလေးလုပ်တဲ့ပွဲလေးပေါ့နော်Brazil မှာလုပ်မဲ့ EU ပွဲလေးမှာလည်းကျမတို့သူမလက်ရအောင်ပါဝင်ဖို့ဖိတ်ခေါ်ထားပါတယ်Brazil ကိုကျမတို့မြန်မာအငွေအသက်တွေမြန်မာရဲ့ဖန်တီးမှုတွေမြန်မာရဲ့စားအသောက်တွေနဲ့မြန်မာတွေရဲ့စိတ်ဝိညာဉ်တွေကိုဘယ်လိုပေးပို့ရမလဲလို့ကျမတို့သူမလက်ရအများကြီးပြင်ဆင်နေပါတယ်စိတ်အားလည်းထက်သန်နေပါတယ်ဒီလုပ်ငန်းတွေကတော့အတွင်းရှည်ဖို့အများကြီးအရေးကြီးတယ်ပေါ့နော်ရုံးနေပါတယ်ဆိုရင်ကိုစီမှာတဖြည်းဖြည်းနဲ့လုံမဲ့လုံသားအရန်နေသွားပြီလုံသားအင်အားကကိုနိုင်ငံမှာအရန်နေသွားတော့ပျောက်ပြတ်သွားမှအောင်စိတ်ပူတာပေါ့နော်ဒီဟာလောက်တာတဲ့တခြားအလောက်ကပတ်စံပူရတယ်စာဝင်နေရအစိမ်မပြေတော့ဘူးဆိုရင်ဒီလုပ်ငန်းတွေကိုလူတွေကဆွန့်လွတ်သွားကြတာပေါ့နော်ဆိုတော့အဲ့ဟာတွေကိုအများကြီးလုံနိုင်ဖို့လိုအပ်တယ်လို့အမှန်တော့ထင်တယ်ဒီ crate ကိုစလုပ်ထဲဟိုကလေဒီအစ်တွေငွေဖွားကျင်တာအဲ့လူငယ်တွေကိုလည်းဆွဲခေါ်ခြင်းတယ်ဒီနေရာလေးကသူတို့အတွက်ဝင်ငွေရရှိမဲ့နေရာခွန်အားပေးမဲ့နေရာပေါ့အဲ့လာကြောင့်လက်ဆင့်ကမ်းပြီးတော့ပေးသွားမှာပါအမျိုးသမီး empowering မှာကိုယ်တိုင်ကလည်းပဲသူမလက်ရာကလုပ်ပြီးတဲ့ empowerment ကိုရခဲ့တယ်လို့အခြားသူတွေကိုလည်းအဲ့ empowerment ကိုရှိတဲ့ skill လေးတွေကနေတဆင့်ဆက်လက်ဆင့်ကမ်းခြင်းတယ်ပေါ့သူမလက်ရာကိုဘာပိုကောင်းအောင်လုပ်ရမလဲဆိုတော့စိတ်ထားလေးကအားလုံးစီကမြင်ရတဲ့အချိန်ကကျွန်မအပျော်ဆုံးနဲ့ဂုဏ်ယူဆုံးပါပဲ